အာဆင်နယ်ဖန်ကိုချစ်ညီဆွဲလာတယ်ဗျာရောက်ကိုလိမ့်တယ်ခောက်တယ်ရာထားသေးတယ်ဗျာကိုရှိမှလွတ်လွတ်ကျွတ်ကျွတ်ပဲကန်ပြီခြေသေးလန်သွားပြီဗျာရေမောင်ကစားသမားတွေနဲ့ပြန်ထလာပြီဗျာရောက်ကိုပြတ်ကျော်ဖို့ကြိုးစားတယ်ခြေအောင်လေးပြတယ်အသားရပြတယ်ဗျာပြတယ်ဇန်သမားတွေနဲ့ခြေအောင်အပြတ်လွန်ပြီးတော့ဘောလုံးမှာပျောက်သွားတာခင်ဗျာဂျော်နန်မက်16ပယ်နယ်တီကန်သွင်းဖို့အတွက်နောက်ကိုခြေတလန်းစုပ်လိုက်တယ်ခင်ဗျာဘောလုံးရဲ့လမ်းကြောင်းတေချာလေးတွက်ဆပြီးတော့ကန်သွင်းမဲ့အနေထားမှာစိတ်တိုင်းမကျသေးတဲ့အတွက်ညာကိုတလန်းတိုးလိုက်ပြန်ပြီခင်ဗျာကျွန်တော်သဘောပေါက်ပြီညာဂျော်နန်မက်16အနေနဲ့ဘယ်ခြေနဲ့ကန်သွင်းသွားမဲ့အနေထားမကန်ဘူးခင်ဗျာဘယ်ဘက်ကိုတလန်းတိုးလိုက်ပြီးတော့ဘောလုံးနဲ့တက်တဲ့အနေထားမှာကန်သွင်းတော့မဲ့မကန်သေးဘူးခင်ဗျာဘာဖြစ်ချင်နေမှမသိတော့ကျွန်တော်စင်ကန်နေတဲ့တွင်းမှာပဲဝမ်းသာစရာအနေနဲ့ဒိုင်လူကြီးကတော့ဒီနေ့ပဲကံမာလို့မနှက်ပြန်ကံမာလို့ဖြစ်နေတဲ့ဂျော်နန်မက်16ကိုတော့အဝါကပြပြပြီးတော့သတိပေးလိုက်ပြီညာအဝါကပြပြတာခံရတဲ့ဂျော်နန်မက်16အနေနဲ့ဒီချိန်မှာတော့အချိန်မဆွဲဘဲနဲ့ပယ်နယ်တီပြစ်တာမဟုတ်တော့ကန်သွင်းတော့မဲ့အနေထားကိုလည်းမြင်တွေ့နေရပြီညာဒိုင်လူကြီးခရမှုတ်လိုက်တယ်ဆိုရင်ပဲနောက်ကိုတလန်းတိုးပြန်ပြီးလုတ်ပြန်ပြီကွာကန်လိုက်ပါတော့လို့လုံးပြန်ပြီဟေး